ဝိုင်လန်နေရာမှာထားသုံးရမယ်တိုက်စစ်မှုကိုရှာဖွေတွေးရှိသွားပြီဖြစ်တဲ့ United ပြည်သက်များလုံးပဲမင်္ဂလာများတနအိုင်မက်ကွန်ရှိကိုအေဂျင့်ကနေပြန်လည်ကြိုလိုက်ပါတယ်။ United ဟာဟောင်ကောင်ပြည်မှာဒီယာဒီအတွက်ပထမဆုံးစူပလာကိုကင်မြောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်တဲနီတို့ဒီယာဒီရေချိုးစရာဖလားတော်ရှိမှာမဟုတ်တော့ပါဘူး။ဘာပဲပြောပါခြေစမ်းပွဲမို့လို့နိုင်တာမနိုင်တာဖလားရတာမရတာတက်အသင်းရဲ့လူငယ်စားသမားလေးတွေခြေစွမ်းပြနိုင်တာကိုမြင်ရတော့တဲနီပြည်သက်တွေအတွက်စိတ်ကျဉ်တဲ့ဆရာဖြစ်နေပါပါ။ဟိုရောပါအသင်းကြီးတွေတဲ United ကမွေးရှာဖို့အလောအကြီးဆုံးလို့ဆရာမှာဖြစ်ပြီးပရီးမီးယားလိပွဲပြီးတာနဲ့အာရှမြေထွက်လာခဲ့တာပဲပါတယ်။အာရှမြေခီးအဖွင့်ပွဲမှာတဲနီတို့ဟာပွဲမစီနိုင်ခဲ့ပဲအာဆီယံအော်စတာအသင်းတိုက်စစ်မှုမမောင်လင်တီးထုတ်လို့ဇီးတုတ်တောင်မစားနိုင်လောက်အောင်ကိုရစရာမရှိလေးတိုက်ခံရတာဖြစ်ပါတယ်။ဒီလိုနဲ့200နာပြီးတဲ့နောက်ဟောင်ကောင်ပြည်မှာဟောင်ကောင်လေးစင်နဲ့ကစားခဲ့ပြီးနိုင်ခဲ့တာကြောင့်ဒီတစ်ခါမှာတော့ဟောင်ကောင်မဖြစ်တော့ပဲလူလူတူတူဖလားကံမြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ United ဟာ3ဂိုးနဲ့နိုင်သွားခဲ့တာဖြစ်ပြီးအသင်းရဲ့လူငယ်တိုက်စစ်မှုလေးချီလိုအိုဘီမာတင်ကအထူးခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်။ပွဲစာပိုင်းမှာတင်တဲနီတို့ပွဲစီဖို့ရှိခဲ့ပြီးကက်စမဲတို့ရဲ့သွင်းကိုလေးလူဂျိုနေခဲ့လို့သာနှမျောစရာဖြစ်ခဲ့တာပါ။အဲဒီနောက်ပွဲချိန်19မိနစ်မှာဟောင်ကောင်အသင်းဥဆောင်ကိုရသွားခဲ့ပြီးဂျူနီဟိုကအသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့တဲနီတို့နှစ်ထပ်ကွမ်းအရှက်ကွဲပြီးထင်ခဲ့ရပေမဲ့အကယ်ဒမီကစားသမားလေးတွေကအသင်းကိုကယ်တင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာစီနီယာကစားသမားချို့ကိုထုတ်ကအိုဘီမာတင်ဥဆောင်တဲ့လူငယ်ကစားသမားလေးတွေကိုထည့်သွင်းခဲ့တာဖြစ်ပြီး3ဂိုးပြန်သွင်းနိုင်ခဲ့ကအပစ်ကမ်းဘက်နိုင်ပွဲကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်မိနစ်90မှာ United တို့ခြေပါကိုပြန်ရပြီးအိုဘီမာတင်ကအသွင်းယူခဲ့တာပါ။အဲဒီနောက် United အတွက်အနိုင်ဂိုးကိုပွဲစားချိန်82မိနစ်မှာအိုဘီမာတင်ကပဲသွင်းယူခဲ့တာဖြစ်ပါတယ်။ United အတွက်အနိုင်သေးချာစေမဲ့ဂိုးကိုတော့ Heaven ကသွင်းယူပေးခဲ့တာပါ။အိုဘီမာတင်အနေနဲ့ဒါဟာဝိုင်လန်ကိုဂိုးဘလို့သွင်းရမလဲဆိုတာသင်ပေးလိုက်တာမျိုးပဲဖြစ်ပါတယ်။အိုဘီမာတင်အနေနဲ့လာမယ့်ရာသီမှာပွဲထွက်လူစင်းကနေမဟုတ်ရင်တော့မှ United အတွက်ပွဲကစားခွင့်ရသင့်နေပြီဆိုတာတက်တည်ပြလိုက်တာမျိုးပါပဲ။သူကအာဆင်နယ်ရဲ့ Hey Academy ကနေထုတ်လုပ်လိုက်တဲ့နောက်ပိုင်းနဲ့အကောင်းဆုံးတိုင်းစစ်ကစားမှဖြစ်လာလိမ့်မယ်လို့သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ United စီရောက်လာခဲ့တာဖြစ်ပြီး share ကိုကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသနေနိုင်တာဖြစ်ပါတယ်။မာတင်အိုဘီယာဒိမတ်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး2009ခုနှစ်နိုဝင်ဘာ29ရက်နေ့ဘွားဖြစ်ပါတယ်။သူရဲ့မိခင်ကဒိမတ်ဖြစ်ပြီးဖခင်ကတော့နိုင်ဂျီးရီးယားသားဖြစ်ပါတယ်။သူဟာဒေသခံကလပ်တွေမှာလူငယ်ကစားသမားဘွားကိုစတင်ခဲ့ပြီးအသက်14နှစ်အရွယ်မှာအာဆင်နယ်အသင်းရဲ့ခေါ်ယူခြင်းကိုခံခဲ့ရတာပါ။ဒါကြောင့်မိသားစုနဲ့အတူလန်ဒန်ကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။သူကအသက်အရွယ်နဲ့မလိုက်အောင်ခြေစွမ်းကကောင်းမွန်လွန်းနေပြီး15နှစ်အရွယ်မှာတင်ယူ18အသင်းမှာကစားနိုင်တဲ့အထိခြေစွာခဲ့သူပါ။အာဆင်နယ်ယူ18အသင်းဒီပြဝဲရှားရဲ့ထောက်ခံခြင်းကိုပြည့်ရထားပြီးတိတ်မကြခင်မှာအသင်းကြီးစီရောက်ရှိလာနိုင်သူဖြစ်ပါတယ်။ကစားသမျှကစားပွဲတိုင်းမှာ hat-trick သွင်းယူနေနိုင်ပြီးပါရမီရှင်ကစားသမားတွေရဲ့ငယ်ဘဝထုံးစံတိုင်းစံချိန်တင်သွင်းကိုတွေစုဆောင်းထားနိုင်သူတူဖြစ်ပါတယ်။2023အောက်တိုဘာလတုန်းကလီဗာပူးယူ16နှစ်ပွဲမှာ2ဦးတည်း10ဂိုးသွင်းနိုင်ခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာအတော်လေးနာမည်ကြီးသွားခဲ့ပါတယ်။သူကနာမည်ကျော်အားကစားကမ်ပဏီ Editor နဲ့ sponsor စာချုပ်ချုပ်ဆိုခြင်းကိုခံထားရပြီဖြစ်တယ်လို့ Instagram မှာလည်း follower ပေါင်း2သိန်းကျော်အထိရှိထားခဲ့ပါပြီ။အလားအလာကောင်းလို့ကစားသမားမို့ United ပြည်သက်တွေကတော့အသင်းကြီးမှာနေရာပေးဖို့တောင်းဆိုနေကြပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။